နေပြောတော့လွယ်တယ်ယောက်ျားယူဆိုတာငါယောက်ျားယူပါပြီဘသူ့သွားယူရမလားငါဘသူကကြိုက်လို့လို့ ဟဲ့လူပြိုကြီးကိုမောင်ကြီးလေနင်ကိုအသေးကြိုက်နေသူ့ယူလိုက်ပေါ့ အဲ့ကစီနဲ့ရောမလို့ချင်ပါဘူး လူပြိုကြီးကိုမောင်ကြီးမယူချင်ဘူးလား ယူချင် အဲ့ဆိုရင်ဘယ်သူရှိလဲ နင်းလက် ရပြီဒီကိုအုတ်ကြီးကကြိုက်နေတာအုတ်ကြီး ဟုတ်တယ်ဘယ်ကအုပ်ကြီးလဲ ဟဲ့ငါတို့ရွာရဲ့အုတ်ချုပ်ရင်းမှုလေ အဲ့အုပ်ကြီးကငါ့ကိုကြိုက် ဟုတ်တယ်ဒီကိုကြိုက်နေတဲ့အကြောင်းကိုအာကြီးကနေတစ်ဆင့်ဖွာခိုင်းတာအာကြီးကလေရွာထဲမှာအိမ်ပေါင်းစီလိုက်ပြောတာတရွာလုံးကလေဒီကိုအုတ်ကြီးကြိုက်တယ်ဆိုတဲ့အကြောင်းလေအကုန်လုံးပွားကုန်ပြီအခုအုတ်ကြီးကဒီကိုကြိုက်တယ်လေနေရအုတ်ကြီးကိုပြန်ကြိုက်လိုက်ပြီးယူလိုက်ကြလို့ရှိရင်နေအုတ်ကြီးကတော့ချစ်ပြီးဘလောက်ကုန်ရှိလဲပြောစမ်းပါဦး အဆိုဟုတ်တယ်နင်ပြောတယ်လို့ဆိုရင်ဒီတရွာလုံးမှာငါကအုပ်ကြီးကတော့ဆိုရင်ဟဲ့နေဦး तू ငါ့ကိုတဲမှာမပြောငါဘယ်လိုအဖြစ်ပြန်ပြရမှာလဲ အိုးနင်လည်းပြောမှာပေါ့သူကလည်းအုတ်ချိုရမှုဆိုတော့နင်လည်းဘာဂုံသိခါလေးပဲထိနေရလေအဲ့ဒါကြောင့်မို့လို့အာကြီးကနေတစ်စစ်နင်ပြအောင်ဖွာခိုင်းတာနေလိမ့်မယ် အဲ့လိုလား